အမရဲ့ခင်မုန်းဖြစ်လာမဲ့လူကိုလက်ထပ်ချင်တဲ့ညီမငယ်ကသူ့အမကိုမျက်နှာလှပနေတာကြောင့်မခံနိုင်ပဲစပင်60နဲ့မျက်နှာကိုမီးလောင်အောင်လုပ်ပြီးနောက်ဆုံးတော့အတင်းဓမ္မအရင်နေ့တည်ဆုံအောင်လုပ်ခဲ့ပါတယ်။အကြောင်းကတော့အမရဲ့ခင်မုန်းဟာရုပ်ရည်ချော်မောပြီးချမ်းသာတဲ့ CEO ဖြစ်လို့ပါ။အမလှလှပပနဲ့အသက်ရှင်နေတဲ့၍ကိုယ့်လက်ဘရောမှမရနိုင်ဘူးလို့ထင်ခဲ့တာပါ။အမရဲ့မျက်နှာပလက်စီးသွားတာကိုမြင်ပြီးအသက်ရှင်နေပါစေအန်ဒီယမဖြစ်နိုင်တော့ဘူးလို့ထင်ကသူ့လူတွေကိုအမိန့်ပေးပြီးတောထဲမှာတင်းကျူကိုခိုင်းလိုက်ပါတယ်။ဒါပေမဲ့ကန်ကောင်းစွာနဲ့အမကတေးမသွားခဲ့ပါဘူး။တောင်ပေါ်မှာဆေးမျက်စုနေတဲ့ဆရာဝန်ကတွေ့သွားပြီးအသက်ကယ်တင်ခဲ့ပါတယ်။အဲ့ဒီဆရာဝန်ကသူမရဲ့မျက်နှာကိုပြန်လဲကုသပေးုံသာမကငွေအများကြီးနဲ့ဆေးပညာဗဟုသုတတွေပါပေးခဲ့ပါတယ်။အဲ့ဒီလိုနဲ့3နှစ်လုံးကြော်သွားခဲ့ပြီးအခုချိန်ထိညီမငယ်က CEO ကိုမလက်ထပ်နိုင်သေးပါဘူး။ဒီနေ့မှာတော့နောက်ဆုံးလက်ထပ်တော့မဲ့နေ့ရောက်လာချိန်လူတိုင်းသေးပြီးလို့ထင်ထားတဲ့အမကြီးကအံ့အားသင့်စွာကြီးမားစွာဝင်ရောက်လာပါတယ်။သူမဟာအနဲ့ရောင်ဝတ်စုံအလှဆုံးဝတ်ထားပြီးဝင်လာတာနဲ့လူတိုင်းရဲ့အာယုံကိုချက်ချင်းဆွဲဆောင်လိုက်ပါတယ်။သူမအသက်ရှင်နေသေးတာကိုမြင်ပြီးလူတိုင်းအံ့အားသင့်သွားကြသလိုညီမငယ်ကလည်းကြောက်ရွံ့လွန်လူတွန့်ခါနေခဲ့ပါတယ်။ဒါပေမဲ့အမကြီးကစိတ်ငြိမ်စွာစင်ပေါ်တက်ပြီးလူအများရှိမှပဲသူတို့ကိုဂုံပြူစကားပြောလိုက်ပါတယ်။ဒါပေမဲ့သူမမျက်လုံးထဲမှာလက်စားချိမဲ့မိတောက်တွေပေါ်လွင်နေတာကိုလူတိုင်းသဘောပေါက်နိုင်ပါတယ်။ CEO တောင်မှသူမကိုမျက်လုံးမခွာနိုင်ပဲကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ဖခင်လည်းရောက်လာပြီးပျောက်ဆုံးနေခဲ့တဲ့သမီးကိုမြင်တော့မျက်ရည်စီးစီးနဲ့ခေါက်လန်းဖတ်ထားလိုက်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ညီမငယ်နဲ့သူမရဲ့အစ်စ်မိခင်ကကြောက်ရွံ့မှုနဲ့မျက်နှာတွေပြတ်သွားကြပါတယ်။အကြောင်းကတော့သူတို့နှစ်ယောက်လုံးကအမကြီးရဲ့ပိုင်ဆိုင်မှုတွေကိုတင်ယူထားခဲ့တာကြောင့်ပါ။အခုအမကြီးပြန်လာပြီဆိုတော့အားလုံးကိုပြန်ယူသွားမယ်လို့တွေးပြီးညီမငယ်ကကြောက်လွန်းလို့လက်ထက်ကပန်းတောင်လွတ်ကြပြီးကျမ်းမာကြီးပါမကောင်းလာကြပါတယ်။ဒါကြောင့် CEO နဲ့အစ်စ်မိခင်ကသူမကိုခေါ်သွားလိုက်ကြပါတယ်။အမကြီးလည်းနောက်ကလိုက်သွားချိန်ညီမငယ်ရဲ့တငယ်ချင်းကလမ်းပိတ်ပြီးစော်ကားစကားတွေပြောလာပါတယ်။ဒါပေမဲ့သူမမသိလာကဒီအမကြီးဟာအရင်လိုအားနည်းတဲ့မိန်းကလေးမဟုတ်တော့ပါဘူး။ကြောက်ရွံ့မှုမရှိပဲချက်ချင်းပဲတငယ်ချင်းရဲ့မျက်နှာကိုလက်တစ်ချက်ပြင်းပြင်းထိုးပြီးနောက်တစ်ခါစကားပြောရင်ရင်ကြေးကြေးပြောမဟုတ်ရင်နောက်လက်တစ်ချက်ပိုပြင်းမယ်လို့ပြောပြီးထွက်ခွာသွားပါတယ်။အခုနောက်ပိုင်းဒီအမကြီးကသူ့ညီမနဲ့ဘာလုပ်မလဲဆိုတာသိချင်ရင်ဒီဗီဒီယိုကို like